မင်္ဂလာပါရှင် teacher Chris ပါဒီသင်ခန်းစာကတော့ teacher ပေါ့နော် grade 4သင်ချာဖတ်ဆောင်ထဲမှာအခန်း9ပေါ့နော်ထောင်းများသင်ရတဲ့ရည်ရွယ်ချက်လေးကို teacher ကပြပြပေးခြင်းပါတယ်ပေါ့နော် sharing လုပ်ပေးခြင်းပါတယ်ဘာကြောင့်လဲဆိုတော့ teacher ကလေအမြဲတမ်းတွေးတယ်ပေါ့နော်ငါတို့ဒီစာကြီးတွေအသက်ကြီးမှတွေးပါပါခလေးပေါ်မှာတော့မတွေးပြဘူးပေါ့နော်ဒီစာကြီးတွေတင်တာဟုတ်ပြီငါတို့လက်တွေ့ဘဝမှာဘာတွေများအသုံးချနေလဲနော်ဒီဟာတွေကငါတို့အတွက်ဘာတွေများအသုံးဝင်လဲဆိုတာအမြဲတမ်းတွေးတယ်ပေါ့နော်ထားတဲ့ပညာရပ်တိုင်းတော့ပေါ့နော်အမြဲတမ်းလက်တွေ့ဘဝမှာအသုံးချမနေဘူးပေါ့နော်ဒါပေမဲ့ကျမတို့ဘယ်လိုပြောမလဲတရှင်းလို့ပေါ့တိုက်ဆိုင်မှုတွေရှိလာတော့အမှတ်တမဲ့မင်းကိုလွမ်းတယ်လို့ပဲပေါ့နော်ကျမတို့တိုက်ဆိုင်မှုတွေရှိလာတဲ့အခါမှာကြာလို့ရှိရင်လည်းကျမတို့သင်ထားတဲ့ပညာတွေကလက်တွေ့ဘဝမှာအသုံးဝင်တာရှိပါတယ်ဒါတွေဟာသင်ထားမှဒီပညာတွေသင်ထားမှသင်ထားတဲ့ပညာတွေကိုလည်းconcept ကိုမိနေမှာပေါ့နော်ဒီ concept မိနဲ့လေ့လာခဲ့တယ်သင်ခဲ့တယ်ဆိုဒါရဒီသဘောတရားပါလားဆိုတော့လက်တွေ့ဘဝမှာအတော့ချနေရတာရှိပါတယ်ဒီကျမတို့သင်ထားတဲ့ပညာတွေကျမတို့အုံနောက်ကအဲ့ချိန်ကြလို့ရှိရင်အလုပ်လုပ်ပါတယ်ကျမတို့သင်ထားခဲ့ဘူးတာဖြစ်တဲ့အတွက်ဒါကိုလက်တွေ့ဘဝမှာအတော့ပြန်ချလို့ရတာရှိတယ်ပေါ့နော်ဒါကြောင့်ကျမကဘာသင်ပေါ့နော်ရည်ရွယ်ချက်လေးတွေရှင်းပြပြအဓိကတော့ကျမတတပေါ့နော်တတကိုလူတို့ရှင်းပေါ့ကလေးရတော့လူတို့ရှင်းမဲ့ကျမတို့ရှင်းပြလို့ရမယ်စာရင်းနဲ့စီတာပတ်ကုန်းရှင်းပြလို့မရဘူးပေါ့နော်ဟုတ်ပြီအဲ့ဆိုကျမ sharing လုပ်ပေးမယ်နော်ဒီမှာဆိုရင်ရှာထားတာပေါ့နော်အန်ကယ်ထောင်းများသင်ခန်းစာကိုသင်ချရင်ကလေးတွေဘာကြောင့်သင်ကြားပေးရတယ်သင်ကြားတဲ့ရည်ရွယ်ချက်နဲ့လက်တွေ့ဘဝမှာမိတို့အသုံးဝင်ကြောင်းရှင်းပြပါတယ်နော်ရှင်းပြပါချင်မေးလိုက်တော့မေးလဲမေးအန်ကယ်ထောင်းများသင်ချရင်ကလေးများဘာကြောင့်သင်ကြားရိုးရှင်းရှင်းပြောမယ်ဆိုကလေးရဲ့ပတ်ဝန်းကျင်ပုံစံဥတီရနေရကွာဝေနားလဲစီရင်ဖြစ်ပါတယ်သင်ကြားတဲ့ရည်ရွယ်ချက်ကပုံစံနဲ့နေရနေထောင်းနားလဲစီရထောင်းများကိုသိလို့ရှင်ကလေးရဲ့စတူရန်နျူထရိကန်နဲ့စသည်ပုံစံများဖွဲ့စည်းထားပုံပုံမနားလဲစီရပေါ့နော်ဒီစာအုပ်တောင်လေးစပွဲတောင်လေးပြတင်းပေါက်တောင်တကားဖွင့်ထားတော့တောင်ပေါ့နော်ဒါရိုးကြည့်မယ်ဆိုဘလောက်ကကျဲလဲဘလောက်ကကျင်းလို့ဆိုတော့ဒါတို့ကတောင်လေးတင်ထားလို့ရှင်တို့ဒါရိုးခံမှန်းနိုင်ပါတယ်ဒီမှာတွေးခေါ်မှုနဲ့ပြဿနာဖြေရှင်းနိုင်အောင်တိုးတက်စေအန်ကယ်တွေကိုလေ့လာရမှာဒီတိုင်းတာတွေပါတယ်တစ်ခုနဲ့တစ်ခုနှိုင်းရှင်တာတွေခံမှန်းတာတွေတွက်ချက်တာတွေပါအောင်ဒါကြောင့်ကလေးတွေ logical thinking ကောင်းလာမယ် problem solving skill တွေကောင်းလာပါမယ်နော်အဲ့ဒါကိုတိုးတက်စေပါတယ်တိကျမှုနဲ့တိုင်းတာမှုဆိုင်ရာအခြေခံကိုတိစောက်ပြီးခြင်းဒါကို degree မြင့်တိုင်းတာခြင်းကနောက်ပိုင်းသင်ချာတွေ geometry တရားတွေထပ်ပြီးလေ့လာမယ်ကလေးပေါ့နော်ထပ်ပြီးလေ့လာမယ်ကလေးတွေဆိုရှင်ဒီမှာ STEM ဘာသာရပ်တွေပေါ့နော် STEM ဘာသာရပ်တွေဆိုတာဒီမှာတို့ science technology engineering mathematics ပေါ့နော်ဒါတွေကိုထပ်ပြီးလေ့လာမယ်ကလေးတွေအတွက်ဒါအခြေခံပဲပေါ့ဒါတွေကိုအခြေခံပိုင်းမှာဒီဟာတွေဒီခက်နည်းလေ့လာမယ်ဆိုလို့ရှိရင်အခြေခံသိထားတော့ဒါအရင်ကြောက်စရာမလိုဘူးပေါ့နော်အဲ့တော့မှပြန်လေ့လာနေဆိုရှင်ပို့ပြီးတော့ခက်ခဲတယ်ပေါ့နော်ဟုတ်ပါပြီဆိုနောက်တစ်ဆင့်ကကြာသင်္ချာသင်ခန်းစာလိုအခြေခံဖြစ်ပါတယ်တဲ့နော်ဒါအတန်းငယ်တော့ဒီဒေါင်းလေးတွေပဲသင်ပေးနောက်ပိုင်းကျလို့ရှိရင် angle တွေနားလည်ထားမှနောက်ပိုင်းမှာပါဆို triangle တွေ polygon တွေ parallel တွေ geometry တွေ trigonometry တွေ coordinate geometry တွေစတဲ့သင်ခန်းစာတွေကိုပို့ဖို့သိရှိနားလည်နိုင်ပေါ့နော်ပြီးရင်လက်တွေ့ဘက်မှာဘယ်လိုအသုံးဝင်တာလဲတဲ့နော်လက်တွေ့ဘက်မှာဆိုခုနပြောလို့တကားနဲ့ပြတင်းပေါက်နိုင်ငံဖွင့်တာပြေးဖွင့်တာဆို angle ပြောင်းလဲမှုတွေပေါ့နော်သူတို့ဒါတွေလက်တွေ့ပြလို့ရတယ်တကားကတော့နီးစပ်ဆုံးပေါ့နော်တကားဘယ်လောက်ဖွင့်တာဆိုဘယ်လောက်ဒီဂရီတောင်းဖြစ်နော်နားလည်နိုင်အောင်သူတို့ရှင်းပြပေးနိုင်တယ်ပြီးအဆောက်အဦဆောက်လုပ်ရေးလုပ်ငန်းပေါ့ဒါအင်ဂျင်နီယာတွေအတွက်အဲ့တော့ကျမတို့ကအင်ဂျင်နီယာမှမလုပ်တာဒါတွေကိုနည်းနည်းလေးလာစရာမလိုဘူးဆိုပေမဲ့အင်ဂျင်နီယာတွေမှမဟုတ်ဘူးနော်ခုနပြောလို့ပဲအကြောင်းအရာတိုက်ဆိုင်လို့ရှိရင်ဒီတောင်းနေကအသုံးချလို့ရတယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ရုပ်ရှင်ကားတွေမှာရှိရလေရုပ်ရှင်ကားတွေမှာစနိုက်ပါသမားတွေပြစ်မယ်ဆိုလို့ရှိရင်လေနောက်က comment ပေးရလူကမင်းရဲ့ဘယ်သူကမင်းရဲ့ဘယ်လောက် degree မှာရှိလဲနော်ဘယ်လောက် degree မှန်တယ်အဲ့တော့မှ degree ဆိုတာဘာလဲဘယ်လောက်ဒီ45ဒီကဘယ်လောက်ရှိရလဲအဲ့ကြမှာမသိလို့ရှိရင်သွားပြီနော်အဲ့လိုမျိုးပေါ့နော်ဒါရင်းနဲ့ဥပမာနိုင်ပြီးတော့ပေးလို့ရတယ်ပြီးရင်လမ်းညွန်ခြင်းနဲ့ဥတီရသိရှိခြင်းကားမောင်းတာတို့စပိန်စီရောက်လမ်းရှောင်ညာပွေပဲပွေလှည့်ခြင်းဒါကတော့ပေါ့နော်အမြဲတမ်းတော့မသုံးဘူးပေါ့နော်ဒါပေမဲ့လိုအပ်လို့ရှိရင်ဘယ်လောက်ဒီကလေးလောက်လှည့်တာဘယ်လောက်ဒီကလေးလောက်ပွေလိုက်တာဆိုပြီးတော့အဲ့ကလေးနဲ့ဆက်ဆက်ပေါ့နော်ညာဘက်60ဒီလှည့်ပါဆိုရင်ဘယ်လိုလှည့်ရမလဲဆိုတာနားလေပြီးရင်ဗကြီးနဲ့ design ဗကြီး architect graphic design ပေါ့နော်ဒါတွေထပ်လေ့လာမဲ့လူတွေဆိုလို့ရှိရင်လည်းဒီ angle ကိုအသုံးပြုရပါတယ်အားကစားသူတို့စိတ်ဝင်စားနေတဲ့အားကစားနဲ့လည်းဥမာပေးလို့ရတယ်ဘောလုံးကန်တာ basketball ဖြစ်တာပြီးလိုက်ရပေါ့နော်အဲ့အားတကားတွေမှာလည်းကိုယ့်ရဲ့ဦးတီကမိတီထောင်းမှာပြစ်တင်တယ်ဆိုတာကို angle နဲ့ဒါ trainer ရပြောမယ်ဘောလုံးကန်တာပဲဖြစ် basketball ဖြစ်တာဖြစ်မီလီယထိုးတာပဲ trainer ရဘယ်လောက် degree လောက်ကိုဘိုးသွင်းလိုက်ဒါတွေသိနေဆိုရှင်မှန်းပြီးတော့ဒီချက်တို့ကိုယ့်ရဲ့ target ကိုရှာတတ်သွားမှာပေါ့နော်အနှစ်ချုပ်ပြောရမယ်ဆိုရင်အဓိကတော့ပေါ့နော်ကလေးတွေတော့ဒီလိုမျိုးစာအများကြီးစီကဘာကုန်သွားပြောလို့မရဘူးပေါ့နော်သွားပြောလို့ရှိရင်တော့တန်းပြီးတော့ပဲဒါဘာမှ
နားမလဲသွားတာပဲဖတ်တင်သွားလည်းမသိဘူးကလေးတွေကိုလိုတိုရှင်းပေါ့နော်လို့ရှိရင်ဒီမှာအနှစ်ချုပ်ပြောမယ်ဆိုရင်အန်ကယ်များကိုတင်ကြပြီးကလေးများထောင်မျိုးစားကိုမှတ်မိစေအောင်မကောပတ်ဝန်းကျင်မှာရှိတဲ့ပုံတရံများနေရအနေထားဥတည်အောင်နားလဲစေရည်ရွယ်တယ်ပြီးထို့ပြင်စဉ်းစားတွေးခေါ်တိုင်းတာခြင်းပြဿနာဖြေရှင်းတဲ့လက်တွေ့ဘဝမှာအသုံးချနိုင်ဆိုင်တွေဖွံ့ဖြိုးလာစေအရေးကြီးသောအတင်ချခြင်းခုဖြစ်တယ်ကလေးများအတွက်အန်ကယ်ဆိုတာစာအုပ်ထဲကတင်ချသဘောတရားတစ်ခုပဲသူတို့နေ့စဉ်မြင်နေရတယ်နော်တကားတို့အိမ်တို့အယုတ်ဒါတွေကျမတို့လက်တွေ့ဘဝမှာသူတို့ကိုကြုံရင်ကြုံတယ်လို့ပေါ့နော်ဒါလေးရှင်းပြပေးလို့ရပါတော့ပြောချင်တာအဲ့ဒါပေါ့နော်ကျမတို့ဒီပေါ့တင်ချမှမဟုတ်ပဲဘာသာရပ်မဆိုပေါ့နော်သူတို့ကိုအတက်နိုင်ဆုံးကျမတို့စာအုပ်ထဲကနေလက်တွေ့ဘဝထိဆွဲခေါ်သူပေးသွားမယ်ပေါ့အဓိကတော့ပေါ့နော်ဟိုလိုစာတင်တာလေးအမှတ်ကြီးကိုပဲ target ထားအောင်ပေါ့နော်ကျမဆိုပြောပါတယ်နော်အမှတ်ကြီးကို target ထားအမှတ်ကောင်းကောင်းရတော့လည်းကောင်းတာပေါ့နော်ဒါကတော့မိဘတယောက်အနေနဲ့အမှတ်တော့ကောင်းစေချင်တာပေါ့ဒါပေမဲ့ကိုလည်းပြန်ပြီးကိုလောဘကိုလည်းကိုထိရတယ်ပေါ့နော်ကလေးရတော့ easy ပဲကိုကတော့ဘာလဲဆိုအရင်ကကိုလည်းဒီလိုပဲပေါ့နော်လောဘကြီးဦးတယ်ပေါ့နော်အမှတ်ကိုကလေးကိုရစေချင်တယ်ဒါပေမဲ့တကယ်ကြကျမတို့လက်တွေ့ဘဝနဲ့အနည်းဆက်ဆုံးဖြစ်အောင်ကျမတို့တင်ကြားပေးတယ်ကျမကလေးကိုရောကျမအတန်းတက်နေရဲ့ class မှာတက်နေတဲ့ကလေးတွေကိုပေါ့နော်အဓိကလက်တွေ့ဘဝအထိကျမလက်တွေ့ဘဝနဲ့ရှင်းပြပေးတယ်ပေါ့နော်life skill တွေပေါ့အဓိက life skill တွေဘဝမှာခုနပြောတော့ပဲလုပ်ငန်းဝင်လို့ရှိရင်ဘယ်သူမှအမှတ်မပေးဘူးပေါ့နော်ကိုယ့်ရဲ့ performance တွေကိုယ့်ရဲ့ skill တွေကိုပဲကြည့်နော်ဒီလို skill တွေကိုငယ်ငယ်လေးကဖြည့်ပေးထားလို့ရှိရင်ကျမတို့ရဲ့ကလေးလေးတွေပေါ့နော်ဘဝမှာရှောက်တဲ့လမ်းကြောင်းအပို့ပြီးတော့ဖြောင်းယူလာမှာဖြစ်ပါတယ်ကျမကတော့ကလေးလေးတွေကို work hard တဲ့ work smart ပို့ပြီးတော့ဖြစ်စေချင်ပါတယ်စူးစမ်းတာကိုရုန်းကန်ပြီးစူးစမ်းတာတဲ့ smart ကြစူးစမ်းပြီးတော့ကျမတို့စောက်ထက်ကပညာရက်တွေကိုလက်တွေ့ဘဝမှာ smart ကြလေးအသုံးချနိုင်တယ်ကလေးလေးတွေဖြစ်စေချင်ပါတယ်ဒီအတွက်ထိရောက်မဲ့ဘုဒ္ဓတာလေးတွေကိုအမြဲတမ်းsharing လုပ်ပေးနေပါတယ် Teacher Chris ပါအဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်